Gorilla Gate ရှိရောက်လာတဲ့ kidnapper 3 ယောက်ကတော့ Baby Bing ဟာ Gorilla ကြီးကြီးတစ်ကောင်နဲ့ပျော်ပျော်ရွှင်ရွှင်ကစားနေတာကိုမြင်ပြီးတကယ်အံ့ဩသွားကြပါတယ်။ဒါပေမဲ့ Baby ကိုပြန်ဖမ်းရမယ်ဆိုတဲ့အတွေးနဲ့ Vicar ကသတိထားပြီး Baby Bing ကိုဖြည်းဖြည်းချင်းဆွဲယူဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန် Baby ကရုတ်တရက်ငိုစပြုလိုက်ပါတယ်။ Baby ငိုတန်ကြားတာနဲ့ Gorilla ကစိတ်ဆိုးသွားပြီး Vicar ရဲ့လက်ကိုအင်အားပြင်းပြင်းနဲ့ရိုက်ထုတ်လိုက်ပါတယ်။ကြည့်ရတာတော့ Gorilla နဲ့ Baby Bing တို့ကတကယ်တငယ်ချင်းတွေဖြစ်သွားတယ်လို့ပါပဲ။ဒီတစ်ခါ Nobby ကတမျက်စိတစ်ချောင်းနဲ့ Baby ကိုဆွဲထုတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ Gorilla ကထပ်ပြီးစိတ်တူလာကတမျက်စိကိုအားပြင်းပြင်းနဲ့ရိုက်လိုက်တာကြောင့် Nobby တောင်လေးပေါ်မြောက်သွားပါတယ်။ခဏကြာတော့ Gorilla နဲ့ Baby Bing နှစ်ယောက်လုံးအိပ်ပျော်သွားကြပါတယ်။ Eddie ကဒါကိုအခွင့်အရေးလို့မြင်ပြီးတိတ်တိတ်လေး Cage ထဲဝင်က Baby ကိုခေါ်ထုတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ Baby ကိုကင်မယ်လုပ်တဲ့အချိန်မှာပဲ Gorilla နိုးလာပြီး Eddie ကိုအဝေးကြီးလွှင့်ပစ်လိုက်ပါတယ်။ဒီကြားထဲမှာ Baby Bing က Cage ရဲ့တစ်ဖက်ကနေတွားထွက်သွားပြီး Park တစ်ခုဘက်ကိုရောက်သွားပါတယ်။ Kidnapper တွေလည်းမနှဲလိုက်ပြီးနောက်ဆုံးတော့ Park ထဲမှာ Baby ကိုအမိဖမ်းနိုင်သွားပါတယ်။ဒါပေမဲ့သူတို့ Baby ကိုဖမ်းထားတဲ့အချိန်မှာပဲရဲကားတစ်စီးရောက်လာပါတယ်။ Eddie ကအမြန်ဆန် Baby ကိုသူ့အင်ဂျီအောက်ထဲဝက်လိုက်ပြီးဘာမှမဖြစ်သလိုဟန်ဆောင်နေပါတယ်။ရဲတွေကတော့သူတို့ဘက်ကိုလမ်းမပိတ်အောင်နေရာရွှေ့ဖို့ပဲပြောလာပါတယ်။ဒီအချိန်မှာ Baby Bing က Eddie အိတ်ကက်ထဲက lighter ကိုတွေ့သွားပြီးစော့ကစားရင်းမတော်တဆမီးညှိလိုက်ပါတယ်။ချက်ချင်းပဲ Eddie ရဲ့ဘောင်းဘီမီးလောင်စပြုလာပါတယ်။ဒါပေမဲ့ရဲတွေရှိမှဆိုတော့ Eddie မအော်ရဲပဲမီးလောင်နေတာကိုမျက်နှာမပြတ်အောင်အတင်းခံနေရပါတယ်။ရဲတွေထွက်သွားတာနဲ့ Eddie ကထခုန်လိုက်ပြီးဘောင်းဘီမီးလောင်နေတယ်လို့ဟိုပြေးဒီပြေးဖြစ်သွားပါတယ်။ဒီအခွင့်အရေးကိုအသုံးချပြီး Baby Bing ကထပ်ပြီးတွားထွက်ပြေးသွားပြန်ပါတယ်။ Kidnapper တွေလည်း Baby ပျောက်သွားတာသိတာနဲ့ panic ဖြစ်ပြီးအလောတကြီးလိုက်ရှာကြပါတယ်။တစ်ဖက်မှာတော့ Baby Bing က construction site တစ်ခုစီရောက်သွားပါတယ်။ဒီနေ့ recap ကိုသဘောကျရင် comment ထဲမှာမင်းအမြင်ကိုပြောခဲ့ပါဦး။နောက်ထပ်စိတ်ဝင်စားစရာ movie recap တွေနဲ့ပြန်တွေ့မယ်နော်။